Yo အားလုံးပဲမင်္ဂလာပါကျွန်တော်အခုကတော့အဲ့လိုမျိုးထမင်းစားပြမှာပါနော်ဟိုရိုက်မဲ့လူအစီအစဉ်မရှိတော့နည်းနည်းတော့ပြီးပွားနေရလေးခွင့်လို့ပါ sorry ပါခုအမေသားပေါ့နော်အမေသားစားမှာပါဟိုအမေသားစားလေးပိုင်လဲ sorry ပါအဲ့ထမင်းရလည်းပွားနေပါနော်ဆိုတော့အဲ့တော့ကျွန်တော်ထမင်းထည့်လိုက်မယ်ဆိုတော့အဲ့ကျွန်တော်ထမင်းထည့်လိုက်ပါပြီhello sorry ပါဘောစားပါဆိုတော့စားနေကြရင်ဖြစ်မနေဘူး sorry ဗျာဖလောရိုက်ကြည့်ရပါတော့စင်တော့ပြင်နေသေးတယ်โอเคကျူးစားရမှာပဲခိုင်းဆောင်နေတော့မရဘူးဒီနေ့လည်းတောက်လိုက်တော့မင်းစားလို့ရပါမယ်စားမယ်ဆိုတော့ကျွန်တော်နည်းနည်းဝိတ်တက်မှာကြောက်ရတယ်ဒီတော့အများကြီးတိတ်မစားနိုင်ဘူးအဲ့ဒီရှိပါလားစားလို့မရဘူးဆိုတော့အဲ့ဒါလည်းစားမယ် sorry ပါကျွန်တော်လက်ကုံသွားလို့sorry မကောင်းထမင်းရွယ်စားလို့မင်းသားလိုကယ်မလို့လားမသိဘူးနည်းနည်းမှာလဲအရွက်ဗျာလဲအရွက်နဲ့အာလူနဲ့ချက်အောင်ဆက်တော့ရမစားဘူးဒါပေမဲ့နည်းနည်းအဆက်လေးလည်းပါနေတယ်စားလို့ကောင်းတယ်ပေါ့ဒီလိုဟာမျိုးဆိုလို့ရှိရင်လည်းကြိုက်တယ်ဒါပေမဲ့ဒီခဏနည်းနည်းလေးမျိုးတူနဲ့ဆက်ဆက်လေးရလို့ချက်တဲ့ပုံစံလေးမျိုးဆိုရင်တော့ကြိုက်နေတာပါဘဝမှာလေဟိုထမင်းဆိုင်နဲ့စကားပြောရမှာတော့ရည်ကြီးမှုမရှိရမဟုတ်ဘူးနော်ဘဝမှာထမင်းစားရတဲ့အချိန်ရင်တခြားပျော်ရွှင်စရာတွေထမင်းစားရတဲ့အချိန်ကိုကျွန်တော်ပို့ပြီးတော့မှတ်မောတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ထမင်းကိုနည်းနည်းခန်းခန်းနာနာစားခြင်းနဲ့စိတ်ကူးအိမ်မက်ရဲ့နောက်ပြီးတော့အဲ့လိုမျိုးမိသားစုထမင်းဝိုင်းရဲ့ငွေတက်ရဲ့အဲ့လိုဟာလေးတွေကထမင်းစားတိုင်းလိုမှတတိယဖြစ်တယ်ပေါ့နော်။အားကြောင့်မို့ထမင်းစားတဲ့အချိန်လေးဆိုလို့ရှိရင်ကျွန်တော်တတ်မိုးထားတယ်ပေါ့နော်။တမှုထားဆိုပေမဲ့အချိန်ပုံမှန်စားဖြစ်လာသမင်းစားခြင်းပုံမှန်ဖြစ်လာဆိုတော့လည်းမဖြစ်ဘူးဒါပေမဲ့စားရတဲ့အချိန်တော့လို့ကောင်းကောင်းကန်ကန်အေးစစ်စစ်လေးအဲ့လိုမျိုးစားခြင်းလေငါကတော့များနော်တကယ်မဟုတ်ပါဘူးကျွန်တော်အဲ့လိုဘလော့ရိုက်ကြည့်ရအောင်တကယ်တော့ဘလော့ရိုက်ရုံလေးပါကျွန်တော်ကလေအဲ့လိုတချင်းနေမလို့တော့တာမဟုတ်ဘူးတော့ကျွန်တော်တကယ်ချင်းတချို့တွေအဲ့လိုထင်နေကြမှာဆိုသူတို့ဖြစ်စေချင်တဲ့အတိုင်းကျွန်တော်ကအောင်မြင်တဲ့အဆိုတော့တယောက်ဖြစ်အောင်လုပ်အောင်ပါလေတကယ်လုပ်အောင်ပါတကယ်အဲ့ဆိုကျွန်တော်ချင်းနေရေးဖြစ်နေတယ်ပေါ့နော်ဒီကြားထဲမှာပြီးတော့လေကျွန်တော်အဲ့လိုအဓိကကတော့ကျွန်တော်ရှင်းပြောရရင်ကျွန်တော်ရဲ့ official ပေါ့နော် official တခုခုကျွန်တော်လုပ်ချင်တယ်ဆိုတော့အဲ့အတွက်ကျွန်တော်ရင်းနှီးနေတယ်အချိန်တစ်ခုစောင့်နေရပေါ့နော်ရှင်းနေရတော့လုပ်ဖြစ်နေတယ်အဲ့လိုအခုအရင်ကစလုပ်ဖြစ်တဲ့ပုံစံတွေနဲ့မတူအောင်ထပ်ပြီးလေ့လာတယ်ဘယ်လိုကောင်းတာလေးတွေအသစ်လုပ်လို့ရမလဲဆိုတာတွေတွေးတယ်ပြီးတော့ကျွန်တော်ရှင်းနေရင်းအဲ့တော့မကြခင်ပဲဖြစ်ကျွန်တော်တချင်လေးတွေကိုအဲ့လိုမျိုးကျွန်တော်တင်ပေးမှာပါ
ကျန်တော့ကျွန်တော်ဆက်ပြီးတော့ဆက်လုပ်နေအောင်ပါပေါ့နော်အခုကရက်လည်းမရက်ပါဘူးလုပ်နေပါတယ်ပေါ့နော်တကယ်တော့အာလူလေးကစားလို့မကောင်းဘူးမကမြကျွေးရဆိုတော့အောင်ပါတယ်အားနာလို့ပြောမဟုတ်ပါဘူးတမင်တလို့ရေတမိုးဆိုတာကမြကျွေးတက်မို့လားဘာပြောမှမသိရမှန်တယ်ဟုတ်ဆိုတော့ကျွန်တော်ဒီနေ့ပေးနေတဲ့ message တွေကတော့အဲ့လေတမင်စားတာက run တော့ကောင်းပါတယ်ကောင်းလို့ run စားတာပေါ့နော်ဒါပေမဲ့ကျွန်တော်ကအတိပေးနေတာပါချမ်းမာချမ်းတတမင်စားတိုင်းကိုတတိယပါအစမပြေတဲ့အချိန်တွေတမင်စားတဲ့အချိန်တွေကဘာဖြစ်ကျွန်တော်တွေ့ရပါတော့အသက်ရှင်နေရတဲ့ပဲလူတယောက်ကကောင်းလာတယ်ပေါ့နော်ဒါမှချုပ်ခတ်ခဲ့တဲ့ဘဝရဲ့ကြော်ပဲအားရှုပ်ပုံပြကျွန်တော်ပြောနေတာတခုရဲပဲအားလုံးအေးချမ်းအေးစစ်ရှိစေချင်တာထမင်းစားချိန်တိုင်းပါကျွန်တော်ရဲ့ပေးနေတဲ့ message ကအဲ့ဒါပဲပေးနေတဲ့ message လေးကတော့ထားပါပဲခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်